စတုတ်တစ်ဖက်ကနေပြန်လဲကျေးဇူးပါတယ်ခင်ဗျဟုတ်ကဲ့ပါအခုဆိုရင်ဒီကနေ့မှာရှင်မြန်မဲ့နောက်ဆုံးပြိုင်ပွဲတူပဲကြံပါတော့တယ်သူကတော့ MGT 5024ဆွဲဖြစ်ပါတယ်ခင်ဗျာသူ့ရဲ့ရှင်ပြိုင်ခဲ့မှုတွေလည်းကျွန်တော်အားလုံးတူတူကပြန်လဲခန်းစားကြည့်ရှုကြပါစို့လားခင်ဗျာမင်္ဂလာပါကျွန်တော်နာမည်ကတော့ဇွဲလို့ခေါ်ပါတယ်အခုကျွန်တော်ဒီမြန်မာဂေါ်တဲလန်မှာကျွန်တော်နင်းကြပုံစံနဲ့ပြန်ထားပါတယ်အဲ့လိုကစီနေဂေါ်တရားမျက်နှာလည်းမပြစကားလည်းမပြောရှင်းတယ်အားတဲ့အချိန်ကတော့အဲ့လိုမျိုးပေါ့2နာရီဆို2နာရီ3နာရီဆို3နာရီပေါ့အဲ့လို၄ချင်းဖြစ်တယ်ဒါပေမဲ့တစ်ခါလေကြာရင်လည်းတနေ့ကုန်ကုန်သွားတယ်ပေါ့အဲ့လိုမျိုးနေတစ်ပိုင်းဆိုလည်းနေတစ်ပိုင်းပေါ့နောက်တစ်ဆင့်မှာကြီးကကောင်းအောင်လုပ်ဖို့ကျွန်တော်ဆက်ပြီးတော့ကြိုးစားထားပါတယ်ဒီကြိုင်ပွဲမှာတကယ်လို့စုရလဲကျွန်တော်လုံးဝမမှန်တော့ပါဘူးအဓိကကိုအကောင်းဆုံးလုပ်သွားမယ်ရတာမရတာချက်အကောင်းဆုံးကြိုးစားသွားမယ်ဆိုတာလည်းရှိတာအဓိကပြိတ္တကျွန်တော်အားပေးနေမယ်ဆိုရင်ကျွန်တော်အရန်ကိုပျော်နေမှာပါလို့ဟုတ်ကဲ့ပါဦးတီပြောရသလိုပါပဲသူကအရန်ကစီနေပါတယ်ခင်ဗျအခုချိန်ထိသူ့ရဲ့မျက်နှာကိုမဖော်ပြသေးပါဘူးဒါပေမဲ့သူ့မှာလည်းသူများနဲ့မတူတဲ့ talent တစ်ခုရှိနေတာတော့အသေးချပါပဲခင်ဗျာဟုတ်ကဲ့ပါသူကမိသားစုတော်မှာသူ့ကိုမှတ်မိပါမလားမသိဘူးเนาะကျွန်တော်မျက်နှာဖုံးကြီးမြဲဆွတ်ထားလို့ interview တော့လုပ်တာတော့ပါပဲဟုတ်ကဲ့ပါသူကတော့ MGT 5024ဆွဲဖြစ်ပါတယ်ခင်ဗျာအားပေးလိုက်ရအောင်ဗျာMash up the place.
Okay ဟုတ်ကဲ့ပါတင်ဆက်သွားတဲ့တင်ဆက်မှုပုံစံလေးကတော့ပရိသတ်တွေရဲ့ရင်ကိုထိမှန်စေမယ်လို့တော့ထင်မြင်ယူဆမိပါတယ်ခင်ဗျာအဲ့တော့ဒိုင်လူကြီးရဲ့ရင်ကိုရောထိမှန်အောင်မလားဆိုတာကျွန်တော်တို့မေးကြည့်ပေးပါမယ်ခင်ဗျာ ဟုတ်ကဲ့ပါပြုံးပြီးကြည့်နေဘယ်သူမင်းကောင်းမလဲ ဦးတီကိုရင်ပေးလိုက်မယ်လေ ကဲဦးတီပြောအောင်ခင်ဗျ ဖြုတ်လို့မရသေးဘူးလား ဦးတီကစီနေနေတော့နော် ဘယ်လိုလုပ်အောင်မလဲမသိဘူးပထမရရင်ရောဖြုတ်မှာလား ဟုတ်ကဲ့ ဟုတ်ပါပြီနော်ဟိုပါပြီအကောင်းဆုံးစူးစမ်းထားတာပေါ့နော် presentation ရောကာသွားတဲ့ကောက်ွက်တွေရောခြေကွက်လက်ကွက်အကုန်ပေါ့နော်ဟိုလေကားဘောကဆင်းလာတာတွေရောနော်ဂျွန်ထိုးချတာအကုန်ကောင်းပါတယ်ပြောစရာမရှိပါဘူးဗုဒ္ဓနေအများကြီးရပါစေဗျာ ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါမမို့ဒီနေ့ခန်းစားတဲ့ချို့ပြောခဲ့ပါအောင်ခင်ဗျာ စိတ်ကောက်တယ်မျက်နှာချွတ်မပြလို့ဒါမျက်လုံးလေးလှပါတယ်တာတော်ပါတယ်ကာသွားတာ6ကလေးတစ်ချောင်းများဆိုရင်တော်တော်လေးကိုလေပညာပါတာတော်တော်လေးပါပါတယ်เนาะဒါပြီးတော့တရုပ်ဆောင်သွားတာလေးရောဇလန်းလေးဖွဲ့သွားတာတွေရောတော်ပါတယ်တာရဲ့ပြည်သက်အများကြီးအားပေးနိုင်ပါစေလို့ဆုတောင်းပါတယ် ဟုတ်ကဲ့ ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ ဆိုရင်သူကမျက်နှာကိုတင်ပြတာမဟုတ်စကားကိုပါကက်စီနေတယ်ဟုတ်ကဲ့ဒါပဲလားညီလေးရဲ့ ဟုတ်လားဟုတ်ကဲ့ပါကိုရွေးခန်းစားချက်ကိုလည်းသိကြပါတယ်ခင်ဗျာ ခံစားချက်အထက်ကျွန်တော်တွေ့တာပြောရမယ်ဆိုရင်ပေါ့နော်ကြိုးစားအားထုတ်မှုနဲ့လေ့ကျင့်မှုတော်တော်ကောင်းတာတွေ့ရပါတယ်။ဘာလို့လဲဆိုတော့အခုတင်ပြသွားတဲ့ပုံစံကအချိန်ကိုက်လောက်ရတဲ့နေရာတွေအများကြီးရှိပါတယ်။အချိန်ကိုက်ဆောင်မကနောက်ခံဒီလုံးနဲ့ပါအချိန်ကိုက်လောက်ရတဲ့နေရာတော်တော်များများကိုလေ့ကျင့်ထားပြီးတော့တင်ဆက်သွားတာကိုတွေ့ရပါတယ်။ဗုဒ္ဓနေအများကြီးရပါစေဗျာ။ ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါ ပရိသတ်များခင်ဗျာ ပရိသတ်များဟုတ်ကဲ့ပါဇုံမတရားကြီးပရိသတ်များလေးအခုရှင်ပြိုင်သွားတဲ့ပြိုင်ပွဲဝင်ကုန်းနံပါတ် MGD5024 ဇွဲကိုသဘောကျနှိမ့်သက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် OD2 ဖုန်းကနေပြီးတော့ဖုန်းနံပါတ်5024ကိုရိုက်နှိပ်ပြီးတော့အောက်က message box မှာ MGD အတူကောက်ဖြစ်တဲ့ကျွန်တော်မြန်မာ Scotland အတူကောက်ဖြစ်တဲ့ MGD5024ကို message ပို့ပြီးတော့